ခုကျွန်တော်ရှင်းပြပေးမှာကဒီ Smart POS မှာပါတဲ့ function တွေအကြောင်းပဲဖြစ်ပါတယ်ဆိုတော့ဒီ Smart POS မှာအခြေခံအားဖြင့်ဆိုရင်ကျွန်တော်တို့ကဒီ product management တွေပါတယ်ပြီးရင်ဒီအယောင်းကြီးရဲ့အပိုင်းတွေပေါ့နော် sales model တွေအယောင်းပိုင်းဆိုင်ရာတွေပါမယ်ပြီးရင်ဒီ POS ပေါ့နော်အယောင်းစနစ်တွေပါမယ်ပြီးရင်ဒီအကျွေးစနစ်တွေပေါ့နော် customer ရမယ်အကျွေးတွေမှတ်တဲ့စနစ်တွေပါမယ်ပြီးရင်ဒီကုန်ကျစရိတ်တွေပေါ့ကျွန်တော်တို့ဒီတစ်လမှာဘယ်လောက်ကုန်ကျတွေပါမှတ်လို့ရမှာပါမယ်ပြီးရင် report တွေပါမယ်ပြီးရနဲ့ဒီမှာကောက်နေပေါ့နော်ဒီ computer ဘယ်နှခုရှိရဲအယောင်းပိုင်းဘယ်နှခုရှိရဲcustomer အရေးအတွက်ဘယ်နှယောက်ရှိရဲပြီးလက်ကျန်အရေးအတွက်ဘယ်လောက်ရှိရဲရောင်းပြီးအရေးအတွက်ဘယ်လောက်ရှိရဲဆိုတော့ဒီမျိုးလေးကြည့်လို့ရတယ်ပြီးရနဲ့ဒီပြင်ဆင်ချက်ထဲမှာဆိုရင်တော့ဘာရှိမလဲဆိုတော့ဒီဆိုင်ရဲ့အချက်လက်တွေပြင်တာရှိမယ်ငွေပေးချင်မှုနည်းလမ်းတွေပေါ့အမှ customer ဘာနဲ့ပေးဆိုတာ KB တို့ဘာလို့နဲ့မှတ်တမ်းနည်းလမ်းတွေရှိမယ်ပို့ဆောင်နည်းလမ်း customer လာယူရလားဒါမှမဟုတ် delivery ပို့ပေးရမှာလားဒါမှမဟုတ်ရင်ride နဲ့ပို့ပေးရမှာလားဆိုတော့ဒါမျိုးတွေမှတ်တာနည်းလမ်းတွေရှိမယ်ပြီးရနဲ့အမှကျွန်တော်တို့ဘာသာစကားချိန်တာတွေရှိမယ်ပြီးရင်ဒီမှာ type mode เนาะ type mode ပြောင်းလို့လည်းရမယ် okay ပြီးရင်ကျွန်တော်တို့ data packet စနစ်တွေပါအောင်မယ်ဟုတ် okay ကျွန်တော်ပထမဆုံးအနေနဲ့ကတော့ဒီ ကုန်ပစ္စည်းထည့်တဲ့အပိုင်းပေါ့เนาะဆိုတော့ကျွန်တော်တစ်ချက်ဝင်လာရမယ်ဆိုတော့ဒါကုန်ပစ္စည်းပေါ့เนาะကုန်ပစ္စည်းစရင်းပေါ့ဆိုတော့ကုန်ပစ္စည်းစရင်းမှာဆိုရင်ကျွန်တော်ကဒီမှာဆိုရင်ဒါကတော့ကုန်ပစ္စည်းစရင်းအားလုံးပေါ့เนาะဆိုတော့ဒီမှာဆိုရင် install နှိပ်လိုက်မယ်ဆိုရင်ဒါကဘယ်လိုလဲဆိုတော့ဒီဆိုင်မှာရှိရဲ့ store တွေပေါ့เนาะ store ရှိရဲ့စရင်းတွေပဲထွက်လာတယ်ပြီးရတယ်ဘယ်လိုဆိုတော့ဒါကတော့ဟိုလက်ကျန်နေနေတာတွေကိုဒါတက်ဆွဲထုတ်တာပေါ့ဆိုတော့ဒါမျိုးလေးကြည့်လို့ရမယ်ပြီးရတယ်ဒါကကြတော့ဆိုင်မှာမရှိတော့တဲ့ပေါ့နော်ဆိုတော့လုံးဝပြတ်နေတဲ့စရင်းပေါ့ဆိုတော့အဲ့လိုမျိုးကြည့်လို့ရတယ်ပြီးရတယ်ကျွန်တော် product ထည့်တဲ့အပိုင်းပေါ့နော်ဆိုတော့ product ထည့်တဲ့အပိုင်းမှာဆိုရင် product name ပေါ့ဆိုတော့ကျွန်တော် product name တခုထည့်ရမယ် product name ကကြတော့စာအုပ်ပေါ့နော်စာအုပ်ရောင်းမယ်စာအုပ် product code ကဒီမှာဆိုရင်ကျွန်တော်တို့က QR စနစ်နဲ့တောက်လို့ရတယ်ပေါ့ဆိုတော့ QR ဆိုတော့ကျွန်တော် QR code လေးဖွင့်လိုက်မယ်ဆိုတော့ဒါ QR code ရပြီ QR code ရပြီဆိုတော့ဒီမှာ QR ဖတ်လိုက်ပြီဆိုရင် QR scan တခုရပြီဆိုတော့စာအုပ်ကအုပ်20ရှိရပေါ့စာအုပ်ကကြတော့unit ကကြတော့ကျွန်တော်ဒီမှာဆိုရင်သတ်မှတ်လို့ရတယ်ဗျဆိုတော့ဒီမှာဆိုရင်ဒါရှိရစာအုပ်ကကြတော့အုပ်ဖြစ်မှာပေါ့နော်ဆိုတော့ PCF ပဲကျွန်တော်ထားလိုက်တယ်ဒီမှာထားလို့ရတယ်ပြန်လဲစာအုပ်ကဒါမှဒီမှာကြတော့ဝင်းသေးထည့်ပြရတယ်ဝင်းသေးဒါမှမဟုတ်ဒီ product တခုရဲ့ကုန်ကျစရိတ်ပေါ့နော်ဆိုတော့ကုန်ကျစရိတ်က300ပဲကျွန်တော်ရောင်းမှာပေါ့နော်ရောင်းစရိတ်ပေါ့ဒါကတော့ရောင်းစည်းသတ်မှတ်ပေးရတယ်ရောင်းစည်းပြရတယ်ဒီကောင်ကြတော့ကျွန်တော်တို့ပစ္စည်းနည်းနေတဲ့အခါတော့ပစ္စည်းခုကြီးဘယ်လောက်ဆိုရင်ကျွန်တော်ပစ္စည်းနည်းနေပါကြောင်းအလက်ပြမဲ့ပုံမျိုးပေါ့ဆိုတော့ဒီမှာဆိုရင်ကျွန်တော်9ခုဆိုရင်9အုပ်ကျန်တယ်ဆိုရင်ကျွန်တော်တို့ note ပြမှာလို့သတ်မှတ်လိုက်မယ်ပြရတယ် category ပေါ့နော်ဆိုတော့ဒီမှာ category မှာဆိုရင်ကျွန်တော်ကစာအုပ်ဆိုစာရေးကိရိယာများထဲမှာထည့်လိုက်မယ်ဒီကလုံးမှဟို product ထဲမှာမရှိဘူးဒီ category ထဲမှာမရှိဘူးဆိုရင် category create လုပ်ပြီးတော့လည်းအသစ်ထည့်လို့ရတယ်ပြီးရင် supplier ပေါ့နော်ကျွန်တော်တို့ပစ္စည်းတွေကိုပေါ့နော်ဒီ supply လုပ်ပေးတဲ့လူတွေဟိုဟာရှိမယ်ဆိုလည်းထည့်လို့ရတယ်တကယ်လို့မှမရှိဘူးဆိုလည်းမထည့်ရလို့ရတယ်ဆိုတော့ note တွေလည်းသတ်မှတ်လို့ရတယ်ပြီးရတယ်ပေါ့နော်ဒီ product ရဲ့ဓာတ်ပုံပေါ့ဆိုတော့ဓာတ်ပုံလည်းထည့်လို့ရတယ်ကျွန်တော်ကတော့လောဆယ်ဓာတ်ပုံဆိုတော့ဓာတ်ပုံရိုက်လိုက်မယ်ဒါစာအုပ်ပေါ့လေတော့ဒါစာအုပ်ပုံရပြီဟောက်ပြန်ဆိုရင်ကျွန်တော်က product တစ်ခုဆေးလိုက်မယ်ဗျဆိုတော့ဒါဆိုရင်စာအုပ်ပေါ့နော်စာအုပ်ကကျွန်တော်ထည့်တဲ့အခု20ဆိုတော့ရပါတယ်ဆိုတော့ product မှာဆိုရင်ကျွန်တော်တို့ကဒါနဲ့ရှာပြီးရတယ်ဒီစာအုပ်မှာဆိုရင်ဒီ date ပြန်ကြည့်လို့ရတယ်ဗျဆိုတော့ဒါကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာဆိုရင် data ဆိုရင်တင်ဒါဒီ date ကြည့်တာပေါ့စာအုပ်ရဲ့ date ကြည့်တာပြီးရတယ် edit ဆိုလည်း edit ပြန်လုပ်လို့ရတယ်တကယ်လို့မှအချက်လက်တွေပြန်ပြင်လို့ရတယ်တကယ်လို့မှဒီ product ကိုဖြတ်မယ်ဆိုလည်း delete အနေနဲ့ဖြတ်လို့ရတယ်ပေါ့ okay ဆိုတော့ဒါရှိမယ်ပြီးရတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကခု stock ဒီမှာ20ကြီးရကျွန်တော်နောက်ထပ်9ဦးရောက်လာဆိုရင်ဒီမှာသွားမှာပဲနဲ့ဒီကနေတန်းပြီးထပ်9ထည့်လိုက်ရတယ်ဆိုတော့ဒီစာအုပ်ကဘယ်နှခုဖြစ်သွားလဲဆိုတော့25ခုဖြစ်သွားပြီဆိုတော့အဲ့လိုမျိုးတော့သွားလို့ရတယ်ပြီးတာနဲ့ကျွန်တော်တို့ကဒီမှာဆိုရင်ရှာလို့လည်းရတယ်ဗျဒီမှာဆိုရင် name နဲ့ရှာလို့ရတယ် product name နဲ့ပေါ့နော် product name နဲ့ရှာလို့ရတယ်ပြီးရင် scan နဲ့ရှာလို့ရတယ်ဗျ scan နဲ့ရှာလို့ရတယ် scan ဖတ်လိုက်မယ်ဆိုတော့ဒါဒီလိုမျိုးလည်းရှာလို့ရတယ်ဗျပြီးရတယ်ကျွန်တော်တို့ကကြတော့ဒီမှာဆိုရင်excel ထုတ်လို့ရတယ်ဗျဆိုတော့ဒီ CC ကို excel ထုတ်တာ excel ထုတ်လိုက်မယ်ဆိုရင်
ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ smart POS ထဲက product ထဲကိုရောက်သွားပြီလို့ပြောတယ်ကျွန်တော်သွားရှာလိုက်မယ်ဒီထဲမှာရှိရ smart POS smart POS okay ဆိုတော့ဒီမှာတွေ့ပြီဆိုတော့ဒီထဲမှာဆိုရင် product ဆိုတာရှိရကျွန်တော်ဒီမှာ export လုပ်ခဲ့တယ်10နာရီ13မိနစ်ကဆိုတော့ဒါကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ပစ္စည်းစင်းရုံနဲ့ဒီလို event အနေနဲ့ထုတ်လို့ရတယ်Okay ဆိုတော့ဒါက product အပိုင်းပေါ့နော်ဆိုတော့ product အပိုင်းမှာဆိုရင်ရှိရနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီမှာပစ္စည်းထည့်ပြီးသွားပြီဆိုရင်အယောင်စနစ်ထဲသွားရမှာဗျကျွန်တော်ဒါရောင်းဖို့နေရာရှိရဆိုတော့ဒါပေါ့ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကခုန category ခွဲထားတဲ့အတိုင်းကျွန်တော်မုံများဆိုလဲမုံများရှိရပြီးရင်အထည်ဆိုလဲအထည်ပြီးရှိရပြီးရင် AA ပေါ့နော်ဒီလိုရှိရခွဲလို့ရတယ်ဗျ size ကရ size ကရရှိရOkay ဆိုတော့ကျွန်တော်ကဒီမှာဆိုရင်ခုနကျွန်တော် second ဖတ်လိုက်တဲ့ကောင်ကိုဒီမှာ QR နဲ့ second ဖတ်ပြီးတော့ရှာကြည့်လိုက်မယ်ဒါဆိုရင် QR ဟုတ်ဒါရလာပြီဒါဆိုစာအုပ်ရောင်းတော့မယ်ပေါ့စာအုပ်ဆိုရင်အတူကတ်တဲ့နှိပ်လိုက်မယ်ဆိုရင်ဒီထဲရောက်လာပြီဆိုတော့ကျွန်တော်စာအုပ်3ရောင်းလိုက်မယ် Okay စာအုပ်3ရောင်းလိုက်မယ်စာအုပ်3ရောင်းလိုက်ပြီဆိုရင်ချက်ကောက်နှိပ်လိုက်မယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့က customer ပေါ့နော် customer ကအပြင်ကနေပြီးတော့ဒီတိုင်းလာဝယ်တဲ့ customer ရှိရFacebook တို့ဘာတို့ကနေ ordering လုပ်ပြီးတော့မှစီလို့ဆိုရင်လည်း customer ကိုမှတ်လို့ရတယ်ဒီလိုမျိုးပေါ့နော်ဆိုတော့customer ဆိုတော့ customer တကယ်သိရတယ်ဆိုတော့သိရလို့မျိုးမှတ်လို့ရတယ်ဆိုတော့အောင်ပေါ့အောင်ကစာအုပ်3ကိုဝယ်သွားတယ်ပြီးရတယ်ဘယ်လိုလဲဆိုတော့ဒါကကြတော့အောင်ကဆိုင်ကိုလာဝယ်တာလားဒါမှမဟုတ်အောင် delivery နဲ့ပေးရမှာ Ryan နဲ့ပေးရမှာလားဆိုတော့အောင်ဆိုင်ကိုလာဝယ်ဆိုရင်ကျွန်တော်တို့ဘာနဲ့ pick up ပေါ့ပြီးတော့ပတ်ဆက်ကကြဆိုဘာနဲ့ခြေသွားလဲပေါ့ဆိုရင်ဒီထဲမှာဆိုရင်cash ပေးသွားလား KB နဲ့ပေးသွားလားဆိုတော့ဒါမျိုးတွေလည်းမှတ်လို့ရတယ်ဆိုတော့ဆိုင်လာဝယ်ဆိုတော့ cash ပေးသွားတယ်ပြီးရတယ်ဆိုတော့ discount ရှိရင် discount သတ်မှတ်လို့ရတယ်ဗျဆိုတော့အဲ့ဆိုရင်ကျွန်တော် sale now နှိပ်လိုက်မယ်ဆိုရင်ဆိုတော့ဒါဆိုရင်ခုနစာအုပ်3ကိုအောင်ရောင်းလိုက်ပြီပေါ့ဆိုတော့အဲ့မှာဆိုရင်ကျွန်တော်တို့ကတကယ်လို့မှ printer နဲ့ရှိမှဆိုရင် printer နဲ့ join ပြီးတော့ print ထုတ်လို့ရတယ်ဗျပြီးရတယ်ကျွန်တော်တို့ကဒါရောင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့သွားလိုက်မယ်ဆိုတော့နောက်ထပ်အားကြီးလည်းထပ်ရောင်းလို့ရတယ်ဗျဒါမျိုးရှိရပြီးရတယ်ကျွန်တော်တို့ကရောင်းတဲ့ဟာကြီးရောင်းစရိတ်စင်းထဲမှာလည်းသွားကြည့်လို့ရတယ်ဆိုတော့ဒီထဲမှာဆိုရင်ခုနအောင်ကျွန်တော်ရောင်းခဲ့တယ်1500နဲ့ဒီထဲမှာကြည့်လို့ရတယ် CID ပေါ့ payment ဘာနဲ့ယူသွားတယ်ဆိုတော့ safety တွေသွားကြည့်မယ်ဆိုရင်ခုနစာအုပ်3ရောင်းရတယ်ဒီမှာလည်းတကယ်လို့မှခုနဘောင်ချမထုတ်ရသေးဘူးခုမှဘောင်ချထုတ်မယ်ဆိုလည်းပြန်ထုတ်လို့ရတယ်ဗျဆိုတော့ဒါမျိုးပေါ့ Okay ဒါထုတ်လို့ရတယ်ဟုတ်စနစ်ပြပြီးရတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကရက်နဲ့လည်းရှာလို့ရတယ်ဗျအခုဆိုရင်ကျွန်တော်ဒီနေ့မှာအောင်ရောင်းခဲ့တယ်ဒါပေမဲ့ဒီမှာဆိုရင်ကျွန်တော်တို့18ရက်နေ့ကနေပြီးတော့ဥမာ24ရက်နေ့ထိရောင်းတာတွေပါရှိလေပေါ့ဆိုတော့အဲ့လိုသွားကြည့်မယ်ဆိုရင်စိတ်ကိုနှိပ်လိုက်မယ်ဆိုတော့ဒါဆိုရင်ရောင်းမရှိဘူးပေါ့ဗျာဆိုတော့ခုနကကျွန်တော်ဒီမှာဆိုရင်23ရက်နေ့ကနေရက်30နေ့ရောင်းတာတွေပါရှိလေဆိုနှိပ်လိုက်မယ်ဆိုရင်ဆိုတော့ဒါအဲ့အတွင်းမှာရောင်းတဲ့အယောင်းစင်းတွေအကုန်ထွက်လာတယ်ပေါ့ဆိုတော့ဒီလိုမျိုးလည်းရှာလို့ရတယ်ဗျပြီးရတယ်ဒီမှာနော် Excel ထုတ်လို့ရတယ်ဆိုတော့ Excel ထုတ်လိုက်မယ်ဆိုရင်ခုနဆိုရင်ဒီမှာဆိုရင် save ကိုရောက်သွားပြီလို့ပြောရကျွန်တော် save ထဲသွားကြည့်လိုက်မယ် Okay ဆို save ဆို file manager ထဲမှာ save ပေါ့ Okay save ထဲမှာ10:18မိနစ်ဆိုတော့ဒါကြည့်လိုက်မယ်ဆိုတော့ဒါခုနကျွန်တော်ရှာရတဲ့အရောင်းစင်းတွေကို Excel ထုတ်ပေးတာဒီဘယ်လောက်လဲပေါ့ဆိုတော့ဒါအဲ့တော့အရောင်းစင်းဖြစ်ပါတယ်ကျန်နေရှာလို့ရတယ်ပြီးရတယ်ဒီမှာဆိုရင် customer တွေကိုမှတ်လို့ရတယ်ဗျအမှ customer တွေကိုလည်းမှတ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်ဖုန်းခေါ်လို့လည်းရတယ်ဗျဖုန်းဆိုရဲဒီလိုသွားတယ်ဖုန်းခေါ်လို့ရတယ်ပြီးရတယ် customer အသစ်ထည့်မယ်ဆိုလည်းဒါ customer အသစ်ထည့်လို့ရတယ်ဗျထုံအဲ့လိုတတ်မှတ်လို့ရတယ် supplier တွေပေါ့ကျွန်တော်တို့ဒီဆိုင်ကိုပစ္စည်းတွေကို supply လုပ်ပေးတဲ့လူရဲ့စာရင်းကိုလည်းမှတ်လို့ရတယ်ဗျပြီးရတယ်ဒီမှာဆိုရင်ကုန်ကျစရိတ်ရှိတယ်ဆိုတော့ကုန်ကျစရိတ်မှာဆိုရင်ကျွန်တော်တို့ကဒီဆိုင်မှာပေါ့တစ်လတာကုန်ကျစရိတ်ရှိတယ်ဆိုတော့မီးဘူးတွေရှိရဗျဆိုတော့ကျွန်တော်တို့ဒီမှာဆိုမီးဘူးရေးလိုက်မယ်မီးဘူးရှိရမယ်မီးဘူးအမောင်းကမီးဘူးလက်စီမီးဘူးကဒီလ1000ဝက်ကြတယ်ဗျ1000ဝက်ကြတယ်ဆိုရင်1000ဝက်ပေါ့နော်1000ဝက်ကြတယ်မနှုတ်ရှိတယ်နှုတ်မှတ်လို့ရတယ်ပြီးရတယ်ဝန်ထမ်းစရိတ်ပေါ့နော်ဝန်ထမ်းစရိတ်
ဆိုတော့ဒါမျိုးလည်းသတ်မှတ်လို့ရတယ်ပြီးရင်ဒီမှာလည်းရက်နဲ့လည်းပြန်ရှာလို့ရတယ်ပြီးရင်လည်း Excel လည်းထုတ်လို့ရတယ်ဗျဆိုတော့ဒါကတော့ကုန်ကြစိတ်စင်းပေါ့ပြီးရင်လည်းအကျွေးစင်းရှိရဗျဆိုတော့အကျွေးစင်းကြတော့ဥမာခုန customer ရှိရ customer ရှိရရရင်ရှိရအဲ့လိုမျိုးဆိုရင်ဥမာဘယ် customer ရှိရတယ်ပေါ့နော်ဆိုတော့အောင်ရှိရစောရှိရပါတော့စောရှိရကျွန်တော်တို့ကဥမာ3သိန်းခွဲရရရှိတယ်လောလောဆယ်အောင်ကျွန်တော်တို့3သိန်းခွဲပေးမထားသေးဘူးဆိုတော့အဲ့မှာပေးအမောင်မှာဘာမှမထည့်ဘူးဆိုတော့ status ကကြတော့မှကျွန်တော်တို့ unpay ရှိရ partially pay ရှိရ pay ရှိရပေါ့ unpay ကတော့ကျွန်တော်တို့ဘာမှမပေးရသေးဘူး partially pay ကြတော့ကျွန်တော်တို့3သိန်းခွဲမှာခုန3သိန်းပေးပြီးသွားဆိုတော့ဒါ partially pay ပေးပြီးသွားပြီ pay ကတော့လုံးဝ3သိန်းခွဲပေးပြီးသွားပြီပေါ့ဆိုတော့ဒါမျိုးမှတ်လို့ရတယ်ဆိုတော့ဆိုရင်အောင်မပေးရသေးဘူးဆိုတော့ note ရှိရင် note မှတ်လို့ရတယ်ဆိုတော့ဒါဆိုရင်အကျွေးစင်းနဲ့ထည့်ရမယ်ဆိုရင်ဒါအကျွေးစင်းတစ်ခုဖြစ်သွားပြီပေါ့ဆိုတော့အောင်ဒီကြားမှာပဲကျွန်တော်တို့3သိန်းခွဲမှာ3သိန်းလာပေးရပေါ့ဆိုတော့3သိန်းလာပေးရဆိုရင်အောင်ပေးတဲ့3သိန်းထဲမှာဒီမှာ3သိန်းဖြစ်သွားပြီဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားပြီဆိုတာ partially pay ဖြစ်သွားပြီဆိုတော့ update လုပ်လိုက်မယ်ဒါဒီ partially pay ဖြစ်သွားပြီပေါ့နောက်ထပ်9000မှာထပ်ဆက်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်9000ထပ်ထည့်လိုက်မယ်9000ထည့်လိုက်မယ်ပြီးရနဲ့ဒါဒီလုံးဝ pay တက်ဖြစ်သွားပြီပေါ့ okay ဆိုတော့ဒါဒီ pay တက်ဖြစ်သွားပြီဆိုတော့ update လုပ်လိုက်မယ်ဆိုရင်ဒါလုံးဝဇော်ကနေပြီးတော့ကျွန်တော်တို့အကျွေးပေးပြီးသွားပြီဆိုတော့ဟောဖြစ်သွားပြီဆိုတော့ဒါဖြတ်ရင်လည်းဖြတ်လို့ရတယ်ပြီးရနဲ့ဒီလိုမှနောက်ထပ်အကျွေးထည့်မယ်ဆိုလည်းထည့်လို့ရတယ်ဗျဆိုတော့ဒါကတော့အကျွေးစနစ်ဖြစ်ပါတယ်ပြီးရနဲ့ဥပမာဒီမှာဆိုရင်အမျိုးအစားတွေသတ်မှတ်လို့ရတယ်ခုနproduct ပုံမှာမူတည်ပြီးတော့မှနောက်ထပ်ဘောနော်ဥပမာဖုန်းဆိုလဲဖုန်းပေါ့နော်ဖုန်းအဲ့လိုမျိုးသတ်မှတ်လို့ရတယ် okay ပြီးရနဲ့ unit တွေပေါ့ဆိုတော့ဒီမှာဆိုလဲ unit တွေသတ်မှတ်လို့ရတယ်ခုထဲဆိုတော့ပါရှိတယ်PCF ဆိုတော့unit ဒါမျိုးလည်းသတ်မှတ်လို့ရတယ် okay ပြီးရနဲ့ကျွန်တော်တို့ဘာရှိလဲဆိုတော့ report ရှိရဗျဆိုတော့ဒီမှာဆိုရင်ကုန်ပစ္စည်းအစီခံစာကြည့်လို့ရတယ်အယောင်းအစီခံစာကြည့်လို့ရတယ်ကုန်ပစ္စည်းအယောင်းပေါ့နော်အစီခံစာကြည့်လို့ရက်လိုက်အယောင်းစုစုပေါင်းကြည့်လို့ရတယ်အနည်းချုပ်စုစုပေါင်းကြည့်လို့ရတယ်ဆိုတော့ကုန်ပစ္စည်းအစီခံစာမှာကြတော့ကျွန်တော်တို့ဆိုင်မှာရှိတဲ့ပစ္စည်းတွေပေါ့နော်ပစ္စည်းဘယ်နှခုရှိလဲပစ္စည်းနံပါတ်တွေရှိတယ်ပြီးတော့ပစ္စည်း name တွေရှိတယ်ကျွန်တော်တို့ရဲ့ဒီပစ္စည်းရဲ့ဝယ်ရင်းဈေးတွေရှိတယ်ပြီးရင်ရောင်းဘယ်လောက်ရောင်းရလဲရှိတယ်ပြီးရင်လည်းကျွန်တော်တို့ပေါ့နော်ကျွန်တော်လက်ထဲမှာဒီပစ္စည်းက3ခုရှိပါတယ်ပေါ့ရောင်းလိုက်ရတာ3ခုဖြစ်ပါတယ်ပေါ့ဒီလိုမျိုးရှိရပြီးရနဲ့ဒီရောင်းလိုက်ရတဲ့အတွက်ကျွန်တော်တို့အမြက်ကဘယ်လောက်ရှိပါလဲဆိုတော့ဒီလိုစင်းနေကြည့်လို့ရတယ်ဗျအဲ့ဒါကိုမှကျွန်တော်တို့က Excel ထုတ်မယ်ဆိုတော့ Excel ထုတ်လို့ရတယ်ဆိုတော့ဒါ Excel ထုတ်လိုက်ပြီဆိုရင်သူက report တွေက product report ထဲမှာရှိရဆိုတော့ကျွန်တော်တို့ကြည့်လိုက်မယ်ပိုတွေကဆိုတော့ okay ပိုတွေက product report ထဲမှာဆိုရင်product report ထဲမှာဆိုရင်ဒါ product okay ဒီမှာဆိုရင်ကြည့်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ကပစ္စည်းစင်းတွေထွက်လာတယ်ဗျဘလောက်ကတော့ဘယ်နှခုရှိရဘလောက်ကတော့ရောင်းပြီးသွားပါပြီအမြက်ကဘလောက်ပါဆိုပြီးထွက်လာတယ်ဒါရှိရဒါကတော့ကုန်ပစ္စည်း product report ပေါ့ဗျာဆိုတော့နောက်တစ်ခုရှိရနောက်တစ်ခုကကြတော့ကျွန်တော်တို့အယောင်းပေါ့နော်ဒီပေါင်ချာတွေရဲ့ report ပေါ့ဆိုတော့အောင်ခုနကျွန်တော်တို့ရှိမှာ1500နဲ့ဘယ်ချင်းကလာဝယ်သွားတယ်ဒါပေါင်ချာတွေရဲ့စီးရင်ပေါ့ဆိုတော့ဒါရေးလေးရှိမယ်ပြီးရတယ်ဘယ်လိုလဲဆိုတော့ရက်လိုက်ပြန်ရှာလို့လည်းရတယ်ပြီးရတဲ့ဒီမှာကွန်ပစ္စည်းအယောင်းစင်းရှိရဗျဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကဘယ်ရက်မှာဘယ်ပေါင်ချာနံပါတ်ကကျွန်တော်တို့ဒီစာအုပ်အတွက်3ကိုရောင်းလိုက်ရတယ်ရောင်းလိုက်ရတဲ့ရောင်းလိုက်ရတဲ့ဈေးကဘယ်လောက်ပြီးရတဲ့ profit ကဘယ်လောက်ပြီးရတဲ့ဘယ်ပေါင်ချတဲ့ဘယ် customer ပြီးတော့လာဝယ်ရဆိုတော့အကြောင်းအသေးစိတ်ကိုကျွန်တော်တို့ဒီထဲမှာကြည့်လို့ရတယ်ဗျပြီးရတဲ့ဥမာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒီတစ်ပတ်စာပေါ့ဒါမှမဟုတ်လေဒီတစ်လစာပေါ့ဗျာဆိုတော့ဒီတစ်လမှာကျွန်တော်တို့ရဲ့ရောင်းအားတွေဘယ်လောက်ရှိတယ်ဆိုတော့ဒါတွေအကုန်လုံး total ကြည့်လို့ရတယ်ကျွန်တော်တို့ဒီဩဂလ1ရက်နေ့ကနေ31ရက်နေ့ထိစုစုပေါင်း9ခုရှိရယ်ရောင်းရတာ4600အမြက်က9600ပေါ့ဆိုတော့ဒီလိုစင်းနေကြည့်လို့ရတယ်ပြီးရတဲ့ကျွန်တော်တို့ Excel ထုတ်ပြီးတော့လည်းကြည့်လို့ရတယ်ဗျပြီးရတဲ့ဒီ sign အချက်လက်ပေါ့နော် sign အချက်လက်မှာဆိုရင်ကျွန်တော်တို့ကဒီ voucher မှာပေါ်မဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဒီမှာပြင်လို့လည်းရတယ်ပြီးရတဲ့လို့ဆိုတော့ sign ရဲ့ဓာတ်ပုံရှိရင် sign ရဲ့ဓာတ်ပုံထည့်လို့ရတယ်ဒါမှမဟုတ် logo ရှိတဲ့ logo ထည့်လို့ရတယ်လို့ရှိတယ် logo ထည့်လို့ရတယ်စိတ်လိုက်မယ်ဆိုတော့ဒါဆိုရင်ရောက်ပါပြီ
တကယ်လို့ပြန်ဖြတ်မယ်ဆိုတော့ပြန်ဖြတ်လို့ရတယ်ဆိုတော့ဒါခုနကြည့်တဲ့ငွေပေးချေမှုနည်းလမ်းတွေပေါ့နော် customer ဟို sign မှာရှိတဲ့ဟာတွေသတ်မှတ်ထားတာပေါ့ sign က KB နဲ့လက်ခံတယ်ဆိုတော့ KB တွေဆိုတော့ဒီမှာကြိုးပြီးထည့်ထားတာပေါ့ဆိုတော့ဒါတွေသတ်မှတ်လို့ရတယ်ပြီးရနဲ့ပို့ဆောင်နည်းလမ်းတွေပေါ့အမှ Ryan နဲ့ပေးတာရှိမယ် PR နဲ့ MGL နဲ့ပို့တာရှိမယ်ဆိုတော့ဒါတွေလည်းသတ်မှတ်လို့ရတယ်ပြီးရနဲ့ကျွန်တော်တို့မှာဘာသာစကားတွေလည်းပြင်လို့ရတယ်ဗျမြန်မာ language ပေါ့နော်မြန်မာသို့မဟုတ်အင်္ဂလိပ်ပြင်လို့ရတယ်ဒါဆိုရင်အင်္ဂလိပ်ဖြစ်သွားပြီဆိုတော့ဒါဆင်းလိုက်အင်္ဂလိပ်ရတယ်ပြီးရတယ်ကျွန်တော်တို့ဒီမှာဆိုရင် data packaging system ပေါ့ဆိုတော့ဥမာကျွန်တော်တို့ကပုံမှန်ဒီ packet လုပ်သွားမယ်ဆိုရင်တကယ်လို့မှကျွန်တော်တို့ data တွေပါပြတ်သွားမယ်ဆိုရင်အချိန်ပြီးပြန်ပြီး restore ပြန်လုပ်ရပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော်တစ်ချက်ဆန်းပြမယ်ဆိုတော့ကျွန်တော်ဒီမှာဆိုရင် data packet လုပ်လိုက်မယ်ဆိုတော့ဥမာ data packet ကိုနှိပ်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ပေါ့နော်ဒီထဲမှာသိသွားပြီပေါ့ဆိုတော့နှိပ်သွားပြီဆိုရင်နောက်ပြန်ထွက်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ smart POS packet file မှာကျွန်တော်တို့ရဲ့ packet လုပ်ပြီးသွားပြီပေါ့ဆိုတော့ဥမာဆိုရင်ကျွန်တော်တို့ကဒီထဲမှာတစ်ခုဖြတ်လိုက်ပြီဗျာဆိုတော့ဒီထဲမှာကျွန်တော်ကစာအုပ်ဆိုတာကိုဖြတ်လိုက်မယ်စာအုပ်ဆိုတာဖြတ်လိုက်မယ်ဒီစာအုပ်ဆိုတာဖြတ်လိုက်ပြီဆိုတော့မရှိတော့ဘူး data ပျောက်သွားတယ်အဲ့ချိန်မှာကျွန်တော်တို့က restore ပြန်လုပ်လို့ရတယ်ဗျဆိုရင်ကျွန်တော်တို့ဒီထဲသွားမယ်ဒီ packet ထဲမှာ restore သွားလိုက်မယ်ဆိုတော့ခုနကဆိုရင်ကျွန်တော်ကြည့်လိုက်ရတယ် smart POS ထဲမှာပေါ့ smart POS ထဲမှာ file packet file တွေကကျွန်တော်နောက်ဆုံးလုပ်ခဲ့တာ1928ကဆိုတော့ဒါကိုထည့်လိုက်မယ်ဆိုရင်ဒါ restore လုပ်ပြီးပါပြီပေါ့ဆိုတော့အဲ့ဆိုရင်ခုနကျွန်တော်ကြည့်လိုက်မယ်ဆိုရင် okay ဆိုတော့စာအုပ်ကပြန်ရောက်လာပြီဆိုတော့ဒါမျိုးလည်း packaging system ပါတယ်ဆိုတော့packaging system ပါတယ်ဆိုတော့function တွေကတော့ဒီလောက်ပဲဆိုတော့ဒီ app ကို download လုပ်မယ်ဆိုရင်ကျွန်တော်ဒီ description link ထဲမှာ download link ချပေးထားမယ်အသေးစိတ်သိမယ်ဆိုတော့ကျွန်တော်ဒီမှာ Facebook page ရှိတယ်ဒီ Facebook မှာကျွန်တော်ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ